ဖေဖေနဲ့ရင်းနှီးအောင်လို့လေ စီလူတော်မင်းနဲ့ငါနဲ့ဟိုရင်းနှီးပြီးတော့မလားဘာပြဿနာရှိ မရှိပါဘူးဖေဖေ ရင်းနှီးပြီးတော့မို့လို့ပေါ့ကွာငါတက်တာစာလုပ်ချင်ပြောင်းသွားကိုယ့်ကိုလုံးစရာရှိရတာလို့နင်းဖေကိုလိုက်ကြည့်ဟာစိတ်ထင်တယ်လို့နေလဲကောင်ကိုယ့်ကိုစာတော့အောင်လို့ ဟုတ် အော်တားဖာနှစ်ယောက်က breakfast စားရင်းနဲ့စကားကောက်နေကြတာ哦မိုးကတော့လေတားဖာနှစ်ယောက်ဘယ်ရောက်နေလဲဆိုပြီးတော့လိုက်ရှာနေရ မိုးဒီတာခလေးကိုအပေါ်ရီရှောက်လို့တောင်ဘာတွေတင်ပေးနေရလဲတော်သူစာလုပ်နေတာအကောင်းတယ်ငါဘေးအချိန်ကုန်ခံပြီးဘာလာထိုင်ခိုင်းနေရလဲအောင်နေလောင်မနောက်နဲ့တော့ကိုယ့်ကိုလွတ်ရကြွနေ မောင်ကလေ breakfast အတူတူစားမဲ့ဟာမောင်မိုးရတော့တာကိုလာလာစွနေရလားပြဿနာမတက်ချင်ဘူးနော်တားရှိမှာတားကို trauma ရအောင်လုပ်နေရအဖေကောင်းလားဟင်တားလေဖေဖေကလေအခုလိုမျိုးပြောတာတားကိုဘာစိတ်မှရှိလို့မဟုတ်ဘူးနော်စိတ်မဆိုးနဲ့နော်စိတ်မကောင်းလည်းမဖြစ်နဲ့ဖေဖေကလေတားလေးကိုသိချစ်တာ မိုးဒီတာမင်းမစုံပိတ်ထားလိုက်တော့နော်